ဒီလူငယ်ကသူ့ဆရာမျက်နှာပေါ်ကခြင်ကိုရိုက်ဖို့လက်ကိုမြှောက်လိုက်မိတာပါအဲ့ဒီအချိန်နဲ့ပဲသူ့ဆရာဟာမီတာ20လောက်လွတ်ဆင်သွားပြီးနယံကိုပြင်းပြင်းထန်ထန်ရိုက်မိသွားခဲ့ပါတယ်သူကတော့သူ့ကိုယ်သူဘလောက်တောင်အာတန်နေမှန်းလုံးဝသတိမထားမိခဲ့ပါဘူးသူ့တပည့်လေးမန်တက်မလာအောင်ဆိုပြီးဆရာဖြစ်သူကထူးခြားတဲ့တိုင်းပညာရဲ့တစ်ခုကိုကြိုတင်သင်ပေးထားခဲ့တာပါသူကဒီတိုင်းပညာကို10နှစ်တိတိလေ့ကျင့်ခဲ့ရတာဖြစ်ပြီးအားနည်းသူတွေကိုအနိုင်ကျင့်မှာဆိုလို့ဘယ်သူ့ကိုမှလည်းမပြောပြခဲ့ပါဘူးမကြခင်မှာပဲတိုင်းပြိုင်ပွဲတစ်ခုကျင်းပဖို့ဖြစ်လာတော့ဆရာဖြစ်သူကသူ့ကိုဒီပြိုင်ပွဲမှာဝင်ပြိုင်ခိုင်းလိုက်ပါတယ်ပြိုင်ပွဲနေ့ရောက်တော့နယ်ပယ်အသီးသီးကတိုင်းပညာရှင်တွေအားလုံးစုဝေးရောက်ရှိနေကြပါတယ်အဖိုးအိုတယောက်ကဂုံတိတ်ခါကိုလိုချင်လုံးလို့ဒိုင်လူကြီးကိုလက်ထိုးပြီးသူ့သားကိုအနိုင်ရစေဖို့စီစဉ်လိုက်ပါတယ်ပြိုင်ပွဲမစခင်မှာပဲသူကဒီလူငယ်ရဲ့ဖခင်ကိုအတုံးမကျတဲ့လူကိုပြိုင်ပွဲပို့တယ်ဆိုပြီးလှောင်ပြောင်ခဲ့ပါသေးတယ်ပထမအချီကတော့လက်ဝါးရိုက်ပြိုင်ပွဲဖြစ်ပြီးအုတ်ခဲအများဆုံးခွဲနိုင်သူကအနိုင်ရမှာပါပြိုင်ပွဲဖြစ်သူကယုံကြည်မှုအပြည့်နဲ့အုတ်ခဲ၈ချက်ကိုယူလာခဲ့ပါတယ်ဒါကိုမြင်တော့လူငယ်ရဲ့အဖွဲ့သားတွေအံ့အားသင့်သွားကြပါတယ်သူကအသက်ကိုပြင်းပြင်းရှူပြီးလက်ဝါးတစ်ချက်ထဲနဲ့အုတ်ခဲတွေအားလုံးကိုခွဲလိုက်ပါတယ်လူငယ်ရဲ့အလှည့်ရောက်တော့သူကအယမ်းကိုစိုးရိမ်ပြီးသူ့ကိုယ်သူယုံကြည်မှုမရှိဖြစ်နေခဲ့ပါတယ်နောက်ဆုံးတော့သူနှစ်ပေါင်းများစွာလေ့ကျင့်ခဲ့တာကိုပဲယုံကြည်ပြီးအုတ်ခဲ၈ချက်ကိုပဲရွေးလိုက်ပါတယ်ငယ်စဉ်ကတည်းကကျမ်းမာရေးချို့တက်ခဲ့သူမှုပရိသတ်တွေကသူ့ကိုဝိုင်းပြီးလှောင်ပြောင်နေကြပါတယ်လူငယ်ကသူ့အားအင်တွေကိုစူးစီးလိုက်ပြီးအုတ်ခဲတွေကိုဖုံမုံတွေဖြစ်သွားတဲ့အထိချေမောလိုက်ပါတယ်ဖုံမုံတွေကအယမ်းထူထပ်သွားလို့ဘာမှမမြင်ရတော့တဲ့အခြေအနေမျိုးဖြစ်သွားခဲ့ပါတယ်ဒါကိုမြင်တော့ဒိုင်လူကြီးကလှုပ်ဝက်စွာနဲ့ပဲအုတ်ခဲတစ်၈ချက်ကိုအမြန်လဲလှယ်လိုက်ပါတယ်ဖုံမုံတွေရှင်းသွားတဲ့အခါမှာတော့အဖိုးအိုကဒီလူငယ်ဟာတိုင်းပညာအတွက်မွေးဖွားလာသူမဟုတ်ဘူးလို့ပြောဆိုလိုက်ပါတယ်ဒိုင်လူကြီးကလည်းပြိုင်ဘက်ကိုပဲအနိုင်ရသူအဖြစ်ကြေညာလိုက်ပါတယ်ဒုတိယအချီမှာတော့နှစ်ယောက်သားဓာတ်တိုင်းပြန်ရမှာဖြစ်ပြီးပြိုင်ဘက်ကလေထဲကိုခုန်တက်လိုက်ကသူ့ဓာတ်ကိုအစွမ်းကုန်အသုံးပြုပြီးလူငယ်စီကိုဝေးရမ်းလိုက်ပါတယ်